Jordan by Kickboxing Club match 27မှာ Hard Sparring Selection match ပြုလုပ်ထားဖို့ရှိပါတယ်ခင်ဗျဒီပွဲကမေလထဲမှာပြုလုပ်မဲ့ EFC Volume 2အတွက်တရားဝင်လူရွေးပွဲပဲဖြစ်ပါတယ်ခင်ဗျလူရွေးပွဲအတွက်စည်းရင်းကိုတော့ match လ10ရက်နေ့နောက်ဆုံးထားပြီးတော့ပေးသွင်းသွားနိုင်ပါတယ်ခင်ဗျကြိုတင်စည်းမပေးထားသူတွေတော့ရှင်ပြိုင်ခွင့်ပေးတော့မှာမဟုတ်ပါဘူးပြောချင်တာတခုပဲဗျာတချို့တွေကကျွန်တော်တို့ရုံကလုပ်တဲ့ပွဲကိုကြီးစားပွဲလို့လည်းပြောပြီးတော့နိုင်ငံခြားလို့ကြီးလည်းမပေးနိုင်ဘူးနဲ့ကြီးစားပွဲလို့ခေါ်နေသေးတယ်ဆိုပြီးတော့ပြောကြရှိတာပေါ့နော်အဲ့တော့ဖြည့်ရှင်းချင်တာကကြီးစားပွဲဆိုမှကြီးပေးနိုင်မှကြီးစားပွဲလို့ခေါ်တော့မဟုတ်ဘူးဥပမာ National Boxing ပွဲလို့ပဲပေါ့သူတို့တက်မှတ်ထားတဲ့လိုအနီပြပဲဝတ်ဆင်လို့ရမယ်စင်ပေါ်မှာဆိုလဲပြန်ဖက်ကစားသမားကိုအမူအရာနဲ့ဖြစ်စေစကားနဲ့ဖြစ်စေစနောက်ခွင့်မရှိပါဘူးစီကံများမယ်ဗျာဒီလောက်ပဲပြောလို့ရမယ်ကျွန်တော်ပြောချင်တဲ့ကြီးစားပွဲ type ဆိုတာကပတ်စံတော့အများကြီးရမှာမဟုတ်ပါဘူးဒါပေမဲ့ ring စင်ပေါ်မှာကိုယ်စိတ်ကြိုက် boxing shot တွေဝတ်ဆင်ခွင့်ရှိမယ်ပြန်ဖက်ကစားသမားကိုလေးတိုက်ခွင့်ရှိမယ်စနောက်ခွင့်ရှိမယ်ပြီးတော့ပွဲထံဖို့ကိုပုံမြင့်ပရိသတ်တွေစိတ်ဝင်စားပြီးကြိုက်နေတဲ့ကစားသမားဖြစ်အောင် perform ခွင့်ရှိမယ် ring စင်ပေါ်မှာလွတ်လပ်ပြန်တန်းခွင့်ရှိမယ်ကြီးစားပွဲကိုကြီးအများကြီးပေးနိုင်မှာကြီးစားပွဲလို့ခေါ်ကြီးဆိုရင်တရုတ်တို့ထိုင်းတို့မှာဆိုလဲကျွန်တော်တို့ promotion တေးလေးကိုဘာမှမဟုတ်တဲ့အမောင့်နဲ့ပေးနေကြတာပဲတိကဝဒနာပါရကစားသမားပွဲမထိုးရပဲ training ဆင်းနေရတဲ့ဆိုင်တော့အများကြီးပိုထိရောက်တော့ပေါ့ကြီးစားပွဲကိုပတ်စံအများကြီးပေးနိုင်မှလောက်ရမယ်ဆိုရင်ကစားသမားတွေအတွက်ရန်နစ်နာပါတယ်ကျွန်တော်တို့လည်းအဲ့လိုပွဲတွေလုပ်နိုင်မှာမဟုတ်ပါဘူးကစားသမားတွေအတွက်ဘာမှမလုပ်ပေးနိုင်ပဲကျွန်တော်တို့ဝေဖန်တိုက်ခတ်မဲ့စားကျွန်တော်တို့ကို sporting baby ကစားသမားတွေအတွက်အကျိုးရှိအောင်ကူညီလိုက်ကြရအောင်